ကျွန်တော်တို့မျက်စိရှိကမြင်ကွင်းဟာရိုးရိုးစဘာကင်းတစ်ခုလိုဖြစ်နေပြီမဲ့ဒီမြေဧရိယာတစ်ခုလေးကနေစဘာထွန်းတော့မကြစေပဲနဲ့တစ်ချိန်တည်းမှာပဲငါးသားတစ်ခုပါတက်ဆောင်ရရှိနေတာမျိုးရှိပါတယ်ဒီလိုလုပ်လို့ရပါမလားထိုင်းနိုင်ငံရေရှည်တည်တတ်တဲ့စိုက်ပျိုးရေးမှာအသုံးပြုနေတဲ့နည်းလမ်းကတော့စဘာနဲ့ငါတွဲဖက်မွေးမြူရေးပဲဖြစ်ပါတယ်ဒီနေ့မှာတော့ဓာတုဗေဒပစ္စည်းတွေလုံးဝနှီးပါမသုံးစွဲပဲနဲ့စီးပွားရေးအကျိုးမြတ်နှစ်ဆရစေတဲ့ဒီစနစ်ဟာဘလို့အလုပ်လုပ်တယ်ဆိုတာကိုအစဉ်စဉ်ကျွန်တော်တို့လေ့လာကြည့်ကြအောင်ဒါအနာဂတ်အတွက်စိုက်ပျိုးရေးအဖြစ်ဖြစ်လာမလားအဲ့တော့ဒီစနစ်ကိုထိုင်းလယ်သမားတွေနှစ်ပေါင်းများစွာအသုံးပြုခဲ့ရတဲ့အဓိကအကြောင်းရင်းတွေရှိပါတယ်ပထမဆုံးနံပါတ်1ကတော့သဘာဝမြေဩဇာနဲ့ပိုးမွားထိန်းချုပ်မှုငါးတွေရဲ့မစင်ဟာစဘာပင်တို့အကောင်းဆုံးသဘာဝမြေဩဇာဖြစ်စေပါတယ်ဒါအပြင်ငါးတွေကစဘာပင်ကိုဖျက်ဆီးတတ်တဲ့ပိုးကောင်ငယ်လေးတွေနဲ့ပေါင်းမြတ်တွေကိုလည်းသူတို့ကစားသုံးပေးပါတယ်နောက်ဒုတိယချက်ကတော့ပတ်ဝန်းကျင်သက်ရောက်မှုတွေလျှော့ချတယ်ဓာတ်မြေဩဇာနဲ့ဘုဒ္ဓဆေးတွေသုံးစရာမလိုတော့တဲ့အတွက်မြေစီလွှာနဲ့ရေတွေကိုထိခိုက်မှုလုံးဝမရှိတော့နောက်တတိယကတော့ဝင်ငွေနှစ်ခုရတာလက်တေကာတွေကနေပြီးတော့စဘာရည်သိန်းချိန်မှာငါးအသားထွက်ကိုပါတခါတည်းရောင်းချနိုင်တဲ့အတွက်မိသားစုဝင်ငွေတွေသိသိသာသာတိုးလာစေပါတယ်အဲ့တော့ဒီစနစ်ကိုစတင်ဖို့အတွက်ဘာလုပ်ရမလဲစဘာကင်းရဲ့ပတ်ဝန်းကျင်ကိုတေချာပြင်ဆင်ရမယ်လက်ကစင်းတွေကိုအားကောင်းအောင်မြင့်တင်ရမယ်ဒါမှငါးတွေအပြင်ကိုထွက်မသွားဘူးပေါ့နော်နောက်လက်ကွက်ထဲမှာငါးတွေခိုးအောင်ဖို့အတွက်ကန်ငယ်လေးတွေကိုတူရမယ်အဲ့ဒီကန်ငယ်တွေကနည်းနည်းပြီးတော့ရေနှဲသွားတဲ့အခါမှာဒါမှမဟုတ်အရန်ပူတဲ့အခါမှာငါးတွေအတွက်သူတို့ကအသက်ရှူစရာနေရာတစ်ခုလိုဖြစ်သွားတယ်ပေါ့နော်နောက်တခါရေဝင်အတွက်တကားတွေမှာစကားတွေတက်ဆင်ရမယ်အဲ့ဒီအဆင့်တွေကစဘာကင်းထဲမှာငါးတွေကိုအိမ်လုံးသဘောထားပြီးတော့နေထိုင်ဝင်ပေးဖို့အတွက်အရေးပါပါတယ်အဲ့တော့စဘာဆိုင်ပြီးတစ်ဘက်ကနေတစ်ဘက်ခန့်အကြာမှာအပင်တွေခိုင်မာသွားတဲ့အခါမှာငါးသေးသေးလေးတွေငါးငယ်လေးတွေကိုငါးသားပေါက်ကလေးတွေစတင်ပြီးလွတ်ပေးရတယ်ပေါ့နော်အဲ့တော့ထိုင်းမှာတော့ငကြင်းနဲ့ငဒန်းကိုအများဆုံးသူတို့အသုံးပြုကြတယ်အဲ့တော့လယ်သမားတွေကသူတို့အခက်အခဲတွေကိုဘယ်လိုပြင်ရှင်းလဲဆိုတော့တဲ့အဲ့ဒီငါးတွေကရေထဲမှာလှုပ်ရှားနေတဲ့အတွက်မြေစီလွှာနဲ့ရေထဲကိုအောက်ဆီဂျင်ပို့ပြီးတော့ဝင်စေတယ်ပေါ့နော်အဲ့တော့စဘာမြစ်တွေကိုလည်းချမ်းသာစေတယ်ဒါအပြင်ငါးတွေရွေးရှားမှုကြောင့်ပေါင်းမြစ်တွေကလည်းယုံနေသွားပါတယ်အဲ့တော့ငါးကသဘာဝပေါင်းမြစ်စေးနဲ့သဘာဝမျိုးစာကိုတပြိုင်နက်တည်းပြီးစွမ်းနေတဲ့သဘောပါပဲဒီလိုနဲ့စဘာပင်တွေရွှေရောင်ပြောင်းလာပြီးတော့ရိတ်သိမ်းမှုအချိန်ရောက်လာတဲ့အခါမှာလှုပ်ဆောင်တဲ့ပုံစံတွေကတော့ပုံမှန်နဲ့တော့မတူပါဘူးအဲ့ဒါကဘာလဲဆိုလက်ကွက်ထဲကရေကိုတဖြည်းဖြည်းသူတို့ရှော့ချတယ်ပြီးတဲ့အခါမှာငါးအလုံးကိုနည်းနည်းတဲ့ကန်ငယ်လေးကိုစူဝေးစေလိုက်တယ်ပေါ့နော်အဲ့ဒီနေရာကနေငါးကိုသူတို့အရင်ဖမ်းလိုက်တယ်ပေါ့ပြီးတော့ဈေးကွက်မှာရောင်းချတယ်ပေါ့နော်အဲ့တော့စဘာနဲ့ငါတစ်ဖက်မွေးမြူရေးဟာမြေနဲ့ရေကိုအလားအလာမဖြစ်စေဘဲနဲ့စီးပွားရေးကိုမြင့်တင်နိုင်တဲ့တာရကာကောင်းတစ်ခုပဲဖြစ်ပါတယ်ဒီနည်းစနစ်ကမြန်မာနိုင်ငံအတွက်ရောကမ္ဘာအတွက်ပါလိုက်နာတဲ့သင်ခန်းစာတစ်ခုပဲဖြစ်ပါတယ်အဲ့တော့သင်တို့တွေလည်းဒီနည်းလမ်းလေးတွေကိုတူယူပြီးတော့သင်ရဲ့တနိုင်တစ်ပိုင်းလက်ကိုကလေးတွေမှာစဘာနဲ့ငါတွက်ဖက်မွေးမြူမယ်ဆိုလည်းမွေးမြူလို့ရပါတယ်အဲ့တော့တတိချာချာစနစ်တကျလေ့လာခြင်းနဲ့ဆိုရင်တော့ဒီတက်ပို့ပြီးတော့ကျွန်တော်တို့လေ့လာလို့ရပါတယ်တခြားကျွန်တော်တို့ဒီ platform တွေပေါ့ YouTube တို့ Google တို့စသည်အားဖြင့်ပေါ့နော်ဒီလိုနေရာတွေမှာဒီထိုင်းနိုင်ငံစဘာနဲ့ငါမွေးမြူရေးအကြောင်းတွေကိုထပ်မံပြီးတော့လေ့လာပြီးတော့စနစ်တကျမွေးမြူမယ်ဆိုမွေးမြူလို့ရပါတယ်ခင်ဗျဟုတ်အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျ